ဒီနေ့တော့ကျွန်တော်ရွှေရောင်ပြမှာဖြစ်ပါတယ်ကျွန်တော်အရင်နေ့ကဝယ်ထားတဲ့ရွှေလေးရွှေသေးတက်လို့ရောင်ပြမှာဖြစ်ပါတယ်ခင်ဗျရွှေသေးတက်ပြီဆိုတော့ကျွန်တော်အများထုတ်မှာဖြစ်ပါတယ်โอเคကျွန်တော်ဝယ်ထားတာက 0.05 PAG ကိုဖြစ်ပါတယ်ကဘာရွှေသေးနဲ့အတူတူပါပဲခင်ဗျအဲ့ဒါလေးနှိမ့်လိုက်ပါနှိမ့်မယ်ဆိုရင်ဟာ4000နဲ့133ဆိုရင် USD နဲ့တွဲထားတာဖြစ်ပါတယ်အဲ့ဒီဈေးမှာကျွန်တော်ရောင်းမှာဖြစ်ပါတယ်ရောင်းမယ်ဆိုရင်ဘက်ကရောင်းဆိုတဲ့ဟာလေးကိုနှိပ်ပါနှိပ်မယ်အင်္ဂလိပ်လိုဆိုရင်တော့10ပေါ့နော်နှိပ်ခုမှရှိတဲ့မောင်းကဘယ်လောက်လဲခုမှရှိတဲ့အောက်မှာပေါ်နေရနော် 0.05 0.05 ကိုအမောင်းနေရာမှာတင်ရေး 0.05 အဲဒါဆိုရင်6.68 ပြပေါ့နော်ရမယ်အဲဒါဆိုရင်ကျွန်တော်တို့ရောင်းမယ်ဆိုရင်ရောင်းစရာလေးနှိပ်လိုက်ရုံပါပဲအဲ့လိုမလုပ်ချင်ဘူးဆိုရင်လည်းအခုလက်ရှိဈေးထက်မြင့်မှရောင်းနည်းနည်းမြင့်ထားရောင်းရင်လည်းရတယ်အခုလက်ရှိဈေး4134ဒီတမြင့်ရင်ငါရောင်းမယ်ဆိုရင်လည်းကြိုတင်ပြီးစောင့်ပြီးရောင်းလို့ရပါတယ်4134မရောင်းရင်လည်း4150မှာလည်းစောင့်ရောင်းလို့ရပါတယ်တက်မယ်လို့ထင်လို့ရှိရင်ကျွန်တော်အဲ့လိုမရောင်းတော့ပါဘူးတခါလေးရောင်းမယ်ဆိုလို့ရှိရင်လည်းခုနရေးထားတဲ့အတိုင်းကျွန်တော်တို့ရောင်းဆိုတဲ့နှိပ်လိုက်အောင်ပါပဲအဲ့လိုမလုပ်ချင်ဘူးဆိုရင်လည်းဒီမှာ trade ဆွဲနေရလေးရှိတယ်ဒါကတော့မြန်မာလိုဖြစ်တဲ့အတွက်အယောင်းဝယ်ပေါ့အဲ့ဒါနှိပ်တော့ပြီးရင်ငွေလင့်ပြီဆိုတဲ့ဟာမှာတော့နှိပ်လိုက်မယ်နှိပ်လျင်ဒီမှာရှိတယ်ကိုယ့်ရဲ့ဒီနေရာမှာ PAG ထားပေးရမယ်တခြားအကွိုင်ဆိုရင်လည်းရတယ်နှိပ်ပြီးတော့ရွေးလို့ရတယ်ပေါ့နော်ဟိုမှာရှိတယ်ဟာရဲရှာလို့ရတယ်ပေါ့ဒါဥပမာဖြစ်ပါတယ်အောက်မှာ USD နဲ့လဲခြင်း USD တခြား currency နဲ့လဲလို့ရပါတယ်တခြား currency နဲ့လဲတော့ကျွန်တော်ကတော့ဒေါ်လာနဲ့ပဲပြောင်းခိုင်းထားမှာဖြစ်ပါတယ်โอเคအဲ့ဒီအတွက်ကျွန်တော်ဒီမှာအများဆုံးဆိုတဲ့အောင်နှိပ်လိုက်ပါမယ်အများဆုံးမှာကျွန်တော်လက်ရှိရှိတဲ့ဈေးတန်းမှာကျွန်တော်ဝယ်ထားတဲ့ပမာဏပေါ့နော်အခုအဲ့ပမာဏအများဆုံးနှိပ်ရင်ဒေါ်လာဘယ်လောက်ရမလဲဆိုရင်905.56ပဲရမှာဖြစ်ပါတယ်အဲ့လိုကျွန်တော်နေတယ်နော်ခုနဒီလိုမှာကျွန်တော်များတယ်ပေါ့ဒီမှာဒီလိုရောင်းကြည့်မယ် 0.05 ဆိုရင်6တောင်ရမယ်โอเคအဲ့ဒါဆိုရင်ကျွန်တော်ရောင်းစရာကိုနှိပ်လိုက်ပါဖြစ်ပါတယ်နှိပ်လိုက်ပြီအဲ့ဒါဆိုရင်ရောင်းပြီးသွားပြီဖြစ်ပါတယ်โอเคဒီစပုံကိုတော့ကြည့်အောင်မှာခုန PAG ဒေါ်လာဖြစ်တော့ပါပြီနော်ဒါကတော့လက်ကျန်လေးတွေဖြစ်ပါတယ်โอเคဒီလောက်ပါပဲခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဒီလောက်ဆိုရင်ရောင်နီးကိုတိတွားပြီလို့ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်အရင်နေ့ကဝယ်ထားတာဒေါ်လာ200ဘူးပေါ့နော်ဝယ်စမ်းပြထားတာအခု206.56ပြ$6မြတ်တယ်ပဲထားပါတော့โอเคကျေးဇူးတင်ပါတယ်ခင်ဗျ